ခက်တဲ့နိပညာတွေဟိုမိုဘိုင်းဖုန်းတွေနဲ့စလို့အစင်းမရက်ဆက်ကဘက်ထရီတွေနေအောင်ကြီးစွမ်းရင်သုံးဆိုလာပြားတွေတိဆောက်တဲ့နေရာမှာမပါမပြလိုအပ်တဲ့အရေးပါတဲ့သတ္တုတစ်မျိုးရှိတယ်ဗျ အန်တီမိုနီကိုပြောတာမလားရှင် ဟုတ်တယ်ဗျအန်တီမိုနီပါပဲဒါပေမဲ့ဒီအန်တီမိုနီကိုတဘာဝပတ်ဝန်းကျင်တဲ့မှာဟိုအတုံးလိုက်အခဲလိုက်အလွယ်တကူသွားကောက်လို့မရဘူးလေသူ့ကိုထုတ်ယူနိုင်ဖို့ဆိုရင်ဘူမိပေးတဲ့လျှို့ဝှက်ချက်တွေကိုဖတ်ရှုတတ်ဖို့လိုပါတယ် ဒါပေါ့ရှင်ဘူမိပေးတဲ့အသိပညာသားအရန်ရေးကြီးတာကို ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့ရဲ့အသေးစိတ်လေ့လာဆန်းစစ်မှုမှာတော့ဒီအန်တီမိုနီတတ်တူရဲ့အဓိကအရင်အမြတ်ဖြစ်တဲ့စတီမီနိုက်လို့ခေါ်တဲ့တတ်တူရိုင်ကိုကွင်းစင်လေ့လာရမှာဘယ်လိုမျိုးတိတိကျကျခွဲခြားရှာဖွေရမလဲဆိုတဲ့အချက်တွေကိုမူရင်းဗီဒီယိုတစ်ခုကိုအခြေခံပြီးတော့မြန်မာလိုအသေးစိတ်ရှင်းပြဆွေးနွေးသွားကြမယ်ဗျာ ဟုတ်ပါတယ်ရှင်